ယေရှုခရစ်တော်ဤနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကြီးစွာကိုချီးမွမ်းပါတယ်။မန်တော်လမ်းဖြစ်ပို့ဆောင်တော်မူသောဘုရားဆိုတဲ့နှုတ်ကပတ်တော်အပြင်ဆင်ခြင်ခွာရတော်ဖို့ဖြစ်ပါတယ်။သင်ဘဝမှာသင်ထင်ထားတာထက်ပိုကောင်းတဲ့အခြေအနေမျိုးကိုကြုံဖူးပါသလား။ဥပမာသင်ကအလုပ်ကိစ္စတစ်ခုကိုသိခက်မယ်လို့ထင်ထားပေမဲ့အဲ့ဒီအလုပ်ကလိုလေကူကူနဲ့ပြီးဆုံးသွားတာမျိုး။အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့အကုန်လုံးကကူညီဖို့အတွက်အသင့်ရှိနေကြတာမျိုးဘေကန္တာမမစိုးပြဿနာမရှိဘဲနဲ့ချောချောမွေ့မွေ့ပြီးသွားတာမျိုးရှိခဲ့ပူပါသလားစဉ်းစားကြည့်ပါအကယ်လို့အဲ့ဒီလိုမျိုးအဆက်ဆက်အရာရာအစံပြေသွားတဲ့အချိန်အခါမျိုးနဲ့ကြုံခဲ့ပူတယ်ဆိုရင်ဂျားတခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုက်ပါလို့ရှိဥစွာခွာပေးခြင်းတယ်လူတချို့ကကိုယ့်အတွက်ဘာမဆို stand by အစံတင်ဖြစ်နေတဲ့အခါမှာဒါကိုတိုက်ဆိုင်မှုလို့ထင်တတ်ကြပါတယ်ဒါပေမဲ့အဲ့ဒါကတိုက်ဆိုင်မှုတသက်မဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ပို့ဆောင်မှုဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်လူသားတွေအပေါ်မှာဘုရားသခင်ရဲ့လမ်းပြမှုဖြစ်ပါတယ်။တိုက်ဆိုင်လို့ရှိရင်ဘဝတစ်လျှောက်လုံးမှာဘယ်နှကြိမ်များတိုက်ဆိုင်နိုင်မှာလဲမဟုတ်ဘူးလား။အဲ့ဒီလိုမျိုးတိုက်ဆိုင်မှုတွေဖြစ်လာအောင်သင်ရဲ့လုပ်ငန်းသင်ရဲ့အိမ်ထောင်ရေးသင်ရဲ့လူမှုရေးသင်နဲ့ပတ်သက်တဲ့မြအရာအားလုံးကိုဥဆောင်ပေးနေတဲ့သူကဘုရားသခင်ပဲဖြစ်ပါတယ်။အာဗြဟံကသားဣဇက်အတွက်တို့သမီးရှာဖို့ဘန္နာဆိုးလုပ်တဲ့သူကိုစေလွှတ်ခဲ့ပါတယ်။ဒါနဲ့ကျွန်ကကလအုပ်စီစီကိုယူပြီးတော့နာခေါ်မြို့ကိုသွားခဲ့တယ်။သူကရေတွင်းသားမှာရက်ပြီးအကျွန်ုပ်ဤသခင်အာဗြဟံကိုကျေးဇူးပြုတော်မူပါ။အကျွန်ုပ်ဤကလအုပ်တွေကိုရေတိုက်တဲ့သူကဣဇက်အဖို့ခံထားတဲ့တို့သမီးဖြစ်ပါစေလို့ဘုရားသခင်ကိုဆုတောင်းခဲ့တယ်။ဆုတောင်းလို့မပြီးခင်မှာပဲရေပကလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကရေတွင်းထဲကနေပြီးတော့ရေဖြည့်ပြီးတော့တက်လာခဲ့တယ်။ဒါနဲ့ကျွန်ကသူ့ကိုရေတိုက်ပါလို့ပြောလိုက်တယ်။ချက်ချင်းပဲအဲ့ဒီမိန်းကလေးကသူ့ကိုရေတိုက်တဲ့အပြင်ကလအုပ်တွေကိုလည်းရေအဝတိုက်ဖို့ခက်ယူပေးခဲ့တယ်။ဒါကိုတိုက်ဆိုင်မှုလို့ထင်ပါသလားမိတ်ဆွေ။အာဗြဟံကကျွန်ကိုသူ့သားအတွက်တူသမီးဟာခါနန်အမျိုးသမီးတွေထဲကမဟုတ်ဘဲနဲ့သူ့ရဲ့အမျိုးသားချင်းတွေကရွေးယူဖို့အတွက်မာခဲ့တယ်။ကျွန်ကရေဘကာကိုတင်ဒီအဘေသူဤသမီးဖြစ်သည်လို့မေးခဲ့တယ်။ရေဘကာနာခေါ်ရဲ့မယားမိခါလာမွေးဖွားတဲ့ပေသွေလာရဲ့သမီးဖြစ်တယ်ဆိုတဲ့အရာကိုပြန်ပြောခဲ့တယ်။နောက်ကအဗြဟံရဲ့အကူဖြစ်တယ်။ဒါကြောင့်အာဗြဟံမှာထားတဲ့အတိုင်းယေဘကဟာသူတို့ရဲ့အမျိုးသားချင်းတွေကနေပြီးတော့ဖြစ်နေကြတယ်။ဒါကိုကြားတဲ့အခါမှာကျွန်ကချက်ချင်းဥညွတ်ချပြီးတော့မှဘုရားသခင်ကိုကိုးကွယ်ခဲ့တယ်။ယေဘကအိမ်မှာတေးကိုပြီးတော့မှဖြစ်ချောင်းကုံစင်ရှင်းပြလိုက်တဲ့အခါမှာလည်းလာဗန်နဲ့ဘေဒွေလာကဒီအမှုကိုဘုရားသခင်စီရင်တဲ့အမှုဖြစ်တယ်လို့ဝန်ခံလိုက်ကြတယ်။စဉ်းစားကြည့်ပါပထမအချက်ရေဘကကျွန်နဲ့ကလအုပ်တွေကိုရေတိုက်ပြီးတယ်။ဒုတိယအချက်သူတို့အမျိုးသားချင်းတွေကနေပြီးတော့မှဖြစ်နေပြန်တယ်။အဲ့ဒါကိုတိုက်ဆိုင်မှုလို့ပဲထားလိုက်ပါအောင်။အခုမှတွေးတဲ့လူတယောက်ကိုယုံယုံကြည်ကြည်နဲ့ကိုယ့်ရဲ့သားသမီးကိုအပ်ဖို့ဆိုတာဘေးမိဘကမှလုံနိုင်ကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ဘုရားသခင်ကရေဘကရဲ့မိဘတွေကိုတုတ်ထိလိုက်တယ်။အဲ့တော့ဘုရားသခင်ကလူတွေရဲ့နှလုံးသားကိုတုတ်ထိပေးနိုင်တာဖြစ်တယ်။ဘုရားသခင်ကတချို့လူတွေကိုတင့်အတွက်ခွဲခန့်ထားတာဖြစ်ပါတယ်။တင့်ကိုကောင်းကြီးပေးဖို့သူတို့ရဲ့နှလုံးသားကိုဘုရားသခင်ကတုတ်ထိပေးလိမ့်မယ်။ဒါကြောင့်မလို့ရေဘကအမှုကဘုရားသခင်ရဲ့လမ်းပြပို့ဆောင်တဲ့အမှုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရတယ်။အာဗြဟံကသူ့သားကိုခေါ်မသွားပဲသူတို့သမီးကိုသူ့သားစီခေါ်လာဖို့ရန်အတွက်ကျွန်ကိုမာလိုက်တယ်။ဒါကြောင့်မလို့ကျွန်ကသူတို့သမီးကိုရေဘကကိုသူနဲ့အတူခေါ်သွားဖို့ရန်အတွက်အခွင့်ပေးပါလို့တောင်းဆိုခဲ့တယ်။ဒါနဲ့ရေဘကမိဘတွေကဒီလူနဲ့အတူလိုက်သွားမလားလို့ရေဘကကိုမေးတဲ့အခါမှာရေဘကကျွန်ုပ်လိုက်ပါမယ်လို့ပြန်ပြီးတော့ဖြေခဲ့တယ်။ဒီလိုနဲ့အာဗြဟံကျွန်ကရေဘကကိုဆောင်ယူပြီးတော့ပြန်လာခဲ့ရတယ်။ဒီဖြစ်ပျက်ကိုကြည့်တဲ့အခါမှာဖြစ်သွားတဲ့ဖြစ်ရက်တွေကကွက်တိကွက်ကြအယံတင့်ရှိနေတာကိုမြင်တွေ့ရတယ်။မိမတယောက်ရှာဖို့တိတ်လွေနေသလိုပဲဟုတ်လား။အပြင်မှာမိမရှာရင်တော့လွယ်မယ်လို့မထင်ဘူး။အိမ်ထောင်ပြုတ်ဖို့တဲ့သူတွေကိုမေးကြည့်ပါ။မိမတယောက်ရဖို့အများကြီးစူးစမ်းအားထုတ်ကြရတယ်မဟုတ်ဘူးလား။ဘုရားသခင်စီရင်ပေးရင်တော့တိတ်လွယ်တာဖြစ်တယ်။အဲ့လိုလွယ်ရတာဟာလေတိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ပို့ဆောင်ခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်အာဗြဟံရဲ့ကျွန်ကကပ္ပဦးကျမ်းအခန်းကြီး24အပိုင်28ထဲမှာမန်တော်လမ်းဖြစ်ပို့ဆောင်တော်မူတော့အကျွန်ုပ်သခင်အာဗြဟံ၏သခင်ဖျားထာဝရဖျားလို့ကောင်းကြီးပေးပြီးတော့မှကိုးကွယ်ခဲ့တယ်ဆိုတော့မြင်တွေ့ရတယ်။ကျွန်တော်တို့ကလည်းဘုရားသခင်ပြုတဲ့အမှုကိုမြင်တတ်ဖို့အတွက်လိုပါတယ်။ဘုရားသခင်ပို့ဆောင်ပေးတဲ့လမ်းခရီးအတွက်ဘုရားသခင်ဥဆောင်ပေးတဲ့အရာအတွက်ချီးမွမ်းတတ်ဖို့ရန်အတွက်လိုပါတယ်။ဒါကြောင့်မို့လို့ချေရတဲ့ညီကိုမောင်နှမတို့ဒီနေ့ကျွန်တော်ခွင့်အားပေးခြင်းနဲ့ဘုရားသခင်ကတင့်ကိုမန်တော်လမ်းနဲ့နေ့တိုင်းပို့ဆောင်ပေးနေတာဖြစ်ပါတယ်။အဲ့ဒါကိုတိုက်ဆိုင်မှုလို့ပဲမမှတ်ပါနဲ့။ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းလို့မြင်တတ်ပြီးတော့မှကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တကွကိုးကွယ်တတ်တဲ့သူဖြစ်ဖို့လိုပါတယ်။အဲ့ဒါလို့ကျေးဇူးတင်တတ်တဲ့သူကိုအဲ့ဒါလို့ချီးမွမ်းတတ်တဲ့သူဘုရားသခင်ကဆက်ပြီးတော့မှကောင်းချီးပြုအောင်မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုဝေငှပါတယ်။အရောက်စီတိုင်းမှာဘုရားရှင်အထူးကောင်းချီးပေးပါစေ။